နဲ့ does အကြောင်းဆက်ပြီးလေ့လာကြည့်ရအောင် so က casual and natural ပေါ့ပေါ့ပါပါပြောချင်တယ်ဆိုရင် so ကိုသုံးပြောလို့ရပါတယ် so ဒီ everyday conversation တွေမှာ much more common အသုံးများတယ် does သူကြတော့ formal တို့ writing တွေမှာအသုံးများတယ် formal ဆိုတာတနည်းအားဖြင့်ရုံးတွေမှာကိုယ့်ထက်အထက်လူကြီးတွေနဲ့ communicate လုပ်ရတာ email ရေးတာမျိုးဆိုလို့ရှိရင် formal ဆန်ဆန်ရေးပေးရတယ်ဥပမာ I lost my wallet thus I couldn't pay for the cab ပတ်စံအိတ်ပျောက်သွားလို့ taxi ခကိုမပေးနိုင်ခဲ့ဘူးဒီနေရာမှာ thus thus သူ့ကို conjunction အနေနဲ့သုံးထားတာမဟုတ်ဘူး adverb အနေနဲ့သုံးထားတာ I lost my wallet ပတ်စံအိတ်ပျောက်သွားလို့ taxi ခမပေးနိုင်ခဲ့ဘူးဒါဒီ formal အသုံးအနှုန်းဖြစ်တယ်အကယ်၍များ informal အနေနဲ့သုံးချင်တယ်ဆိုရင် I lost my wallet so I couldn't pay for the cab ပတ်စံအိတ်ပျောက်သွားတဲ့အတွက်ကြောင့် taxi ခကိုမပေးနိုင်ခဲ့ဘူးဒါဒီပေါ့ပေါ့ပါပါ casual အနေနဲ့သုံးထားတာနားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် thank you bye bye